Hello ဒီနေ့တော့ဂျေတလားတစ်ခါလောက်အမြဲသွားပြစ်လောက်အောင်ဆွဲလန်းနေတဲ့ဒီဆိုင်လေးမှာဆိုရင်လူကြိုက်များတဲ့ wine massage နဲ့ herbal ball လုပ်ဖြစ်ခဲ့တာလေးကိုပြပေးချင်ပါတယ်။ဆိုင်လေးကတော့လမ်းမတော်10လမ်းနဲ့ရ The Heaven Food Reflexology ပါ။ဂျေအမြဲတမ်းဒီဆိုင်လေးမှာအနားယူပြီးတော့ညောင်းညတာတွေလည်းအကုန်ပွင့်ပြီးတော့ပေါ်ပါလန်းဆန်းသွားစေတဲ့ service လေးတွေကိုယူပြခဲ့တယ်။ဆိုင်လေးကလည်းတသက်ရဲ့တနက်ရှင်းရှင်းလေးနဲ့ဆိုတော့ဂျေအတွက်တော်တော်လေးအဆင်ပြေလို့မကြာခဏရောက်ဖြစ်နေရပါ။ဒီဆိုင်မှာအနှိမ့်စီအတွက်ကိုထိုင်းအနှိမ့်စီတစ်မျိုးတည်းပဲသုံးပါတယ်စီလူပြီးနှိပ်တာလေးရာနှိပ်ကွက်လေးတွေလည်းတော်တော်စုံပြီးတော့ထိထိမိမိလည်းရှိတယ်သွေးလေပတ်မှုလည်းကောင်းပြီးတော့အညောင်းညတွေအကုန်ပြောက်တဲ့ပြင်စိတ်ကိုလည်းပေါ်ပါသွားစေပါတယ်ကြည်ရတော့မိနစ်30အပူယူပြီးတော့ကြက်ထုတ်ထိုးတာလေးပါတွဲယူခဲ့ပါတယ်ဆိုင်လေးမှာဖူမာဆက်ကိုအနည်းဆုံး9000ကနေစပြီးတော့ Happy Hour Promotion လည်းဆက်ရှိနေပါသေးတယ်Happy Hour မှာဆိုရင်ဒီ Aroma Wine Massage ကမိနစ်60ရိုးရိုးပဲဆိုလို့ရှိရင်2000ခွဲပဲကြာပါတယ်။ကြက်ထုတ်လေးပါတွဲယူမယ်ဆိုလို့ရှိရင်တော့မိနစ်60လောက်ယူမှအဆင်ပြေရပေါ့နော်။အဲဆိုရင်တော့4200ကြာပါတယ်။အခုဒီ Aroma Wine Massage ကလေတော်တော်လေးကိုမိုက်တာပါ။ကြည်တော့တော်တော်လေးကိုညောင်းညာတွေပြေးပြီးတော့ relax ဖြစ်ခဲ့ပါတယ်။နှိပ်ကွက်ကလည်းတကူလုံးမအောင်တော်တော်စုံပြီးတော့မျက်နှာတွေရောခေါင်းတွေရောပါတာမို့လို့တော်တော်လေးကိုကြိုက်ပါတယ်ဂျီကတော့တစ်ခေါက်နဲ့တစ်ခေါက်မတူတဲ့ service လေးတွေယူဖြစ်တာပါအရှိတစ်ခေါက်တုန်းကလည်း full massage ကိုတော်တော်လေးကြိုက်လို့ထပ်သွားဖြစ်တယ် full massage ကလည်း happy hour မှာဆိုရင်အနည်းဆုံး9000ကနေစပြီးတော့ package အလိုက်ပေါ့နော်ခေါင်းစားချီအစုံအမျိုးမျိုးရှိတာမို့လို့တနေရာထဲမှာထိုင်းရိုးရအနှိမ့်ဆိုင်ကောင်းကောင်းလေးစုံစုံလင်းလင်းရှိရလေးရှာနေရဆိုလို့ရှိရင်တော့ the heaven ကိုပဲဂျီကညွှန်ပေးလိုက်ပါတယ်နော် promotion တွေကလည်း happy hour ရောတနေ့လုံးမှာ special promotion နေရရှိတာမလို့အခုပဲအရောက်လာခဲ့လိုက်ပါတော့နော်